အဲ့မှာကြည့်ရှင်နေကြတဲ့တူရီ3D ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ကတော့တရက်6လပိုင်း2026အတွက် 2D တကွာကောင်းတွက်ဆိုင်နေတကွာကျွန်တော်ဘက်က6ပြပေးမှာဖြစ်ပါတယ်တူရီချင်းမိတ်ဆွေများဘက်ကကြိုက်နေတဲ့ချင်းမိတ်ဆွေများဒီကိုမောင်နှမများအားလုံးပဲတူကြိုက်နေတဲ့ရင်လိုက်ပြီးတော့လိုက်နိုင်ပါเนาะမလိုက်ကြိုက်နေတဲ့တူရီချင်းမိတ် 3D ချင်းမိတ်ဆွေများကြော်သွားနိုင်ပါတယ်တော့ဘက်ကပြသရမယ်ဆိုရင်တော့ပေါင်းချင်းနဲ့ပြသမယ်เนาะပေါင်းချင်းနဲ့ပြသမယ်ဖြစ်တဲ့အတွက်9ရယ်5ရယ်9ရယ်9 5 9သုံးလုံးပေါင်းချင်းဒီ3ဖြစ်3ရယ်ထိပ်စီကျွန်တော်ပြနေတာထိပ်စီဖြစ်တယ်เนาะထိပ်စီဖြစ်နေတဲ့အတွက်ထိပ်စီက3လုံးပေါင်းချင်းဒီလဲ3နဲ့ညီအောင်ပြရမယ်ဆိုရင်1 5ခွန်1 5ခွန်3လုံးပေါင်းချင်းဒီလဲ3နဲ့3လုံးပေါင်းချင်းဒီလဲ3ဖြစ်တယ်နောက်တစ်ဆက်သွားမယ်ဆိုရင်တော့ခွန်9 6ခွန်9 6ခွန်9 6 3လုံးပေါင်းချင်းခွန်9ကြောင့်3လုံးပေါင်းချင်းဒီ2ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းချင်းဒီလဲ2ဖြစ်ရမယ်တဲ့6ရှိတဲ့အတွက်ဒီ3ညနဲ့ပေါင်းတော့မှ2 6 3ညပေါင်းချင်းဒီ2ဖြစ်တယ်တဲ့နောက်တစ်ချက်က1 2 8 3လုံးပေါင်းချင်း1 2 8 3လုံးပေါင်းချင်းဒီ1ဒီ3လုံးပေါင်းချင်းဒီလဲ1ဖြစ်ဖို့အတွက်ဆိုရင်6ခွန်ရဲ့ဒီတစ်ပတ်ကြမယ်တရက်6လပိုင်းမှာကြမယ်လုံးဝရဲ့ထိပ်စီရဲ့ဆိုတော့6ကခွန်ရဲ့6ခွန်ပေါင်းတော့73 1ဖြစ်ဖို့အတွက်ဆိုရင်8တဲ့8ထိပ်စီ8ထိပ်တစ်ချက်လေးကြည့်ထားပြီเนาะနောက်တစ်ဆိုင်သွားပြီမယ်เนาะကျွန်တော်ဘက်ကနေပြီးတော့နောက်တစ်ဆိုင်သွားရမယ်ဆိုရင်တော့တဲ့ခဒီတစ်ခိုင်းကတော့ခါအလေတိုင်းဆိုင်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ဘက်ကနေပြန်ပြသပေးမယ်ခါအလေတိုင်းဆိုင်ကဘာဖြစ်မလဲဆိုတော့9ရယ်နှလုံးပေါင်းချင်းဒီ3ညတဲ့3ညဖြစ်လို့ဒီ3လုံးပေါင်းချင်းဒီတဲ့3ညဖြစ်ရမယ်တဲ့9 3ည3ညပေါင်းချင်းဒီတဲ့3ညပဲတဲ့3ညပဲဆိုတော့နောက်တစ်ချက်ကဒီမှာ9ရယ်6ရယ်နှလုံးပေါင်းချင်း9 6နှလုံးပေါင်းချင်းဒီ5တဲ့5ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းချင်းဒီလည်း5ဖြစ်ရမယ်ဆိုတော့3လုံးပေါင်းချင်းဒီလည်း5ဖြစ်ရမယ်ဆိုတော့6 9 3ည9 6 3ည3လုံးပေါင်းချင်းဒီလည်း5တဲ့5 2နေတယ်ဒီဆိုင်တဲ့နောက်တပင်ကျော်မယ်နော်တပင်ကျော်ပြီးတော့ထပ်သွားမယ်ဆိုရင်တော့2ကဲခွန်ရယ်နှလုံးပေါင်းချင်း2ခွန်နှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းချင်းဒီလည်း9ဖြစ်ရမယ်တဲ့ခါအလေတိုင်းနဲ့ဒီတစ်ပတ်ကြမဲ့ခါအလေတိုင်းပေါ့နော်ခါအလေတိုင်း9ဖြစ်ရမယ်ဆိုတော့2ကဲခွန်ရယ်ဒီတော့ဒါပေါင်းမယ်ဆိုရင်မှာခွန်ဖြစ်မှာဆိုတော့2ကဲ2ခွန်9ဖြစ်ဖို့အတွက်ဆိုရင်3ညာပေါင်းရမယ်တဲ့9ဖြစ်ဖို့အတွက်ဆိုရင်3ညာပေါင်းရမယ်တဲ့3ညာပေါင်းမယ်ဆိုတော့3ညာအလေတိုင်း3ညအလဲတိုင်းတစ်ချက်လေးကြည့်ပြီเนาะအခုတစ်ချက်ပြမယ်ဟာလေးကနောက်ပိတ်ဆိုင်ကလေးပေါ့เนาะနောက်ပိတ်ဆိုင်ကလေးဖြစ်တဲ့အတွက်ဒူရီချင်းမိတ်ဆွေများတစ်ချက်လေးကြည့်ထားပြီပါเนาะတစ်ချက်လေးကြည့်ထားပြီမှာဘာဖြစ်မလဲဆိုတော့9ရယ်2ကဲ9ရယ်3လုံးပေါင်းချင်းဒီ9 2 5 3လုံးပေါင်းချင်းဒီ6တဲ့6ပြတဲ့အတွက်ဒီ3လုံးပေါင်းချင်းဒီလည်း6ဖြစ်ရမယ်တဲ့ဆိုတော့1ကဲ1 9 6 3လုံးပေါင်းချင်း1 9 6 3လုံးပေါင်းချင်းဒီလည်း6ပဲတဲ့6ညီရယ်နော်6ညီရယ်ဒီရယ်ဆိုလုံးဝအပင်ပြောင်းတော့ဒီ site ဒီပုံစံတိုင်းပဲသွားမှာဒီ site ပုံစံတိုင်းပဲသွားမှာဆိုတဲ့ဖြစ်တဲ့အတွက်9ရယ်ခွန်ရယ်9ရယ်9ခွန်9 3လုံးပေါင်းချင်းဒီပါဖြစ်6 5 1 1ဖြစ်တယ်တဲ့1ဖြစ်တယ်ဆိုတော့ဒီ3လုံးပေါင်းတော့3လုံးပေါင်းချင်းဒီလည်း1ဖြစ်ရမယ်ဆိုတော့6 9
669 6 ကိုသုံးလုံးပေါင်းချင်းဒီလဲ1ပဲတဲ့1 2ရယ်နော်ဒီတော့အခုတစ်ချက်ပြတာပေးမယ်ဟာလေးကတော့တရက်6လ2026မှာကြာမဲ့နောက်ပိတ်လုံးပိုင်းလေးပေါ့နော်နောက်ပိတ်လုံးပိုင်းလေးကဘာဖြစ်မလဲဆိုတော့1ကဲ3ညရယ်2ကဲ3ည1 2သုံးလုံးပေါင်းချင်းဒီ3တဲ့3ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းချင်းဒီလဲ3ပြန်ဖြစ်ရမယ်တဲ့3ပြန်ဖြစ်ရမယ်ဆိုတော့3လုံးပေါင်းချင်းလဲ3ပြန်ဖြစ်ရမယ်ဆိုတော့6 8ဘာဖြစ်လဲ6 8နှလုံးပေါင်းချင်း4ဖြစ်တဲ့အတွက်9တဲ့9နောက်ပိတ်တဲ့9ကနောက်ပိတ်9နောက်ပိတ်အဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကတူရီပြန်ရရှာတာကနော်တူရီချင်းမေးချင်တယ်နည်းနည်းလေးနားလေဖြစ်သွားရင်တောင်းမယ်နော်တောင်းမယ်ကိုယ့်ဘက်ကလေးပြန်လဲကြကြည့်ပါကျွန်တော်ဘက်ကတိကျဆက်ပြထားတဲ့အတွက်တူရီချင်းမေးရှင်များဒီဟာလေးကြည်လာမယ်နားလေပေးနိုင်ပါတယ်နော်အခုရထားတာက8ထိပ်စီ8ထိပ်စီ3ညအလဲတိုင်း9နောက်ပဲတဲ့3ည8ထိုင်းဖြစ်တဲ့အတွက် 3D R တော့ R ပါနော်အဲ့တော့တူရီချင်းမေးရှင်များတူရီချင်းမေးရှင်များနော်ကိုကြီးစိတ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီလာလာပါမလေးတိုးနိုင်ကြပါစေနော်